လူမင်တယောက်ကြောင့်အန်းသွားပြီးကျမဒီလောက်လွယ်လွယ်ကူကူသဘောတူလိမ့်မယ်လို့ထင်မထားတဲ့ပုံပဲကောင်းပြီးမင်းဘက်ကအလိုက်တီတာပဲမြန်သိမ်းစေးပြီးအခုချက်ချင်းလစ်တော့မနှက်ဖြန်မနှက်စောစောရုံးမှာတွေ့မယ်လို့ပြောပြီးသူလှည့်ထွက်သွားတယ်။ကျမကိုတစ်ချက်လေးထက်ကြည့်ရတာတောင်သူဆက်ဆုပ်ယွန်ရှာနေတဲ့ပုံစံမျိုးပဲတကားပိတ်သွားတာနဲ့ကျမချက်ချင်းမျက်ရည်တွေကိုတုပ်လိုက်တဲ့ပဒင်အောက်ကနေအိတ်ကိုဆွဲထုတ်ပြီးအဝတ်စားဟောင်းတွေနဲ့အိမ်သာသုံးပစ္စည်းတချို့ကိုအပေါ်ကနေဖုံးအုပ်ထည့်လိုက်တယ်။ပြီးတော့အိတ်ကိုဆွဲပြီးထွက်လာခဲ့တဲ့လူမင်ကတော့အေကန်းဆိုပါပေါ်မှာထိုင်ပြီးရှုကြောင်းကြောင်းနဲ့ဗီဒီယိုကောပြောနေတာအရင်ကကျမတခါမှမကြားဘူးတဲ့နူးညံ့တဲ့လီတန်မျိုးနဲ့ပေါ့။ကျမထွက်လာတာကိုမြင်တော့သူထရက်ပြီးရှောက်လာတယ်ခဏနေဦးအိတ်ကိုဖွင့်ပြပါဦးမယူသင့်တဲ့ပစ္စည်းတွေယူသွားတာမျိုးရှိမလားလို့တဲ့ကျမရင်ထဲခိတ်ခနဲဖြစ်သွားပြီးအိတ်ကိုဖွင့်ပြပြီးအမြန်ထွက်ပြေးရမလားလို့စဉ်းစားမိတယ်။ဒါပေမဲ့လူမင်ကအိတ်ထဲကအဝတ်စားဟောင်းတွေကိုမြင်တော့အထင်သေးတဲ့ပုံစံနဲ့နှာခေါင်းရှုံးလိုက်တယ်ဒီလိုအမိုက်တွေကိုပဲယူလာလားတခြားဟာတွေထက်မစစ်တော့ဘူးနော်မင်းကိုအခွင့်အရေးမပေးဘူးလို့မပြောနဲ့ကျမကလှောင်ပြုံးပြီးမလိုပါဘူးဒီကပစ္စည်းတွေကညစ်ပတ်လွန်းလို့ပြောလိုက်တယ်လူမင်မျက်နှာပြတ်သွားပြီးမြန်လစ်တော့လို့အော်တယ်ကျမလည်းလေးလံတဲ့ခရီးဆောင်အိတ်ကိုဆွဲပြီးတစ်ချိန်ကအိမ်လို့ထင်ခဲ့တဲ့တကားကြီးအပြင်ဘက်ကိုထွက်လာခဲ့တယ်အိမ်ရဝင်းထဲကထွက်လာတာနဲ့အငှားကားတစ်စီးကိုတားပြီးမြို့လေကကျင်ငါးပွင့်ဆင်းရှိတဲ့ဟိုတယ်စီကိုတန်းမောင်းခိုင်းလိုက်တယ်ဘိုက်ထဲကကလေးလေးကမေတော်လိုက်တာအဲ့ဒီလူယုံမှာကတော့ပတ်စံတွေထိုင်ရပြီးအိမ်မက်နေတော့မယ်မျက်နှာချက်ကပတ်စံတွေမရှိတော့တာသိသွားရင်မျက်နှာကိုကြည့်ကောင်းမှာပဲဒါပေမဲ့သားတို့အချိန်ကိုလူရမယ်မနှက်ပြန်ကွာရှင်းပြီးတာနဲ့ထီသွားဝယ်ရမယ်ရွမ်တန်း80ထီစုကြီးကတက်တန်းကုန်ခါနီးပြီလို့ပြောတယ်ကျမကားနောက်ခန်းမှာထိုင်ပြီးအပြင်ကမြင်ကွင်းတွေကိုကြည့်နေမိတယ်ရင်ထဲမှာအကြာကြီးအောင်ရေးထားရတဲ့ခန်းစားချက်တွေကအခုမှပဲပေါ့ပါသွားတော့တယ်လူမင်းနင်ကတော့အိမ်သူတက်ထားမိန်းမဟောင်းတယောက်ကိုနှင်ထုတ်လိုက်နိုင်ပြီလို့ထင်နေမှာပဲနင်ကိုယ်တိုင်ပဲနင့်ရဲ့လက်နက်မင်းကိုနှင်ထုတ်လိုက်တာဆိုတာနင်မသိဘူးအဲ့ဒီညကဟိုတယ်ရဲ့သမရခန်းမထဲမှာတခါမှမစားဘူးတဲ့ပင်လယ်စာအကောင်းစားကြီးကိုမှာစားလိုက်တယ်ခနန်းကြီးကိုစားရင်းနဲ့ဘိုက်ထဲကသားလေးပြောပြတဲ့အရင်ဘဝကအကြောင်းတွေကိုနားထောင်နေလိုက်တဲ့အရင်ဘဝကကျမမြစ်ထဲခုန်ချပြီးတည်သွားတဲ့အခါလူမင်ကမျက်ရည်တစ်စက်တောင်မကျတဲ့အပြင်ကျမမှာစိတ်ယောဂါရှိပါတယ်ဆိုပြီးသတင်းတွေထုတ်ခဲ့တာတဲ့သူကကျမရဲ့တည်ဆုံးမှုကိုအသုံးချပြီးတနာစရာကောင်းတဲ့လူယုံကြီးအဖြစ်တရုတ်ဆောင်ကကုမ္ပဏီရဲ့စတော့ရှယ်ယာတွေကိုအစမတန်တက်အောင်လုပ်ခဲ့တာအဲ့ဒီမြေခွေးမှရှုကြောင်းကလည်းကျမရဲ့အသက်အာမခံရော်ကြေးငွေတွေနဲ့ဈေးကြီးတဲ့အိတ်တွေကိုအပိုင်ဝယ်ခဲ့တာကျမရဲ့ရိုးပြကိုတောင်တောတောင်ထဲမှာဖြစ်တယ်လို့ပဲပြစ်ခါကတင်ကြိုခဲ့ကြတာတဲ့ဒါလေးဒီအမုန်းတရားတွေကိုမေတေချာပေါက်ပြန်ဆက်ပေးမယ်ကလေးရဲ့စကားကိုကြားပြီးကျမလက်ထဲကကနန်းချေထောက်တောင်ဒေါသကြောင့်ကြေမွသွားတယ်တေချာတာပေါ့မေမနက်ဖြန်ရုံးရှိမှလဲအပြဆက်ကြီးရှိသေးတယ်ရှုကြောင်းကမေကိုလာပြီးအဆက်ခွဲဖို့စူးစမ်းလိုက်မယ်မေစိတ်ထိန်ပြီးသူ့ကိုပြန်မရိုက်မိစေနဲ့တော့ဘာလို့လဲဆိုတော့သူဝစ်ထားတဲ့အဝတ်စားတွေအိတ်တွေကအတုတွေကြီးပဲမလို့ထိလိုက်တာနဲ့အယောင်ကျွတ်မှာအဲ့ဒီအချိန်ကျမှသူ့ကိုဈေးခေါ်ပြီးမျက်နှာကြီးတောင်းရမယ်ကျမသဘောကျပြီးရဲမိသွားတယ်ဒီကလေးကကျမထက်တောင်အကွက်စိတ်သေးတယ်နောက်တနေ့မနေ့ရုံးရှိမှာတော့လူမင်ကပျော်ရွှင်မြူးတူးပြီးအဝတ်အစားတက်ရက်နဲ့ရောက်နေတယ်သူ့ဘေးမှာတွဲလာတာကတော့ဘိုက်ကြီးနဲ့ရှုကြောင်းပေါ့သူကိုဝင်ရှိနေတာကိုအားလုံးသိအောင်တမင်ဘိုက်ချက်ကာဝင်ကိုဝစ်ထားတာကျမတယောက်တည်းရက်နေတာကိုမြင်တော့ရှုကြောင်းကပါဆက်ပိတ်ပြီးရဲတယ်အမကြီးမျက်နာကလည်းမကောင်းပါလားမင်းညကတရားအောက်မှာသွားအိတ်နေရလို့လားတဲ့လူမင်ကလည်းသူ့တင်ပါကိုပုတ်ပြီးစကားနည်းနည်းပဲပြောပါမဟုတ်ရင်လင်းရှောင်ဝှေ့စိတ်တန်ရပြီးမြစ်ထဲပြန်ခုန်ချနေအောင်မယ်လို့လှောင်ပြောင်နေစာရွက်စာတမ်းတွေအကုန်ယူလာပြီလားမြန်လုံးငါကုမ္ပဏီမှာအလုပ်တွေအများကြီးရှိသေးတယ်လို့ကျမကိုစိတ်မရှိစွာပြောတယ်ကျမသူတို့ကိုဂယုမဆိုင်ပဲအတွင်းထဲကိုပဲတန်းဝင်သွားခဲ့တယ်လက်မှတ်ထိုးတစ်စိတ်တုံးထုပြီးစာရွက်စာတမ်းတွေယူလိုက်တယ်တစ်ချိန်လုံးကျမစကားတခွန်းမှမပြောပဲအရန်ကိုပူပေါင်းဆောင်ရွက်ခဲ့တယ်ကွာရှင်းစာချုပ်ရလိုက်တဲ့အချိန်မှာတော့လူမင်ကတက်ပြင်းအရှိကြီးချလိုက်တယ်ဝင်ထုတ်ဝင်ပိုးကြီးတစ်ခုကိုချပစ်လိုက်နိုင်တယ်လို့မျိုးပေါ့အကိုတို့တွေလွတ်လပ်သွားပြီးအောင်ပွဲခံရအောင်လေလို့ရှုကြောင်းကလူမင်ကိုအရှိမာတင်ဖက်နှမ်းပြီးချွဲပြနေတယ်လူမင်ကသူ့ကိုဖက်ပြီးကောင်းပြီးမင်းသဘောအတိုင်းပဲလို့ပြောရင်ကျမဘက်ကိုလှည့်ကပတ်စံအချို့ကိုထုတ်ပြီးကျန်းပြင်ပေါ်ပစ်ချလိုက်တယ်ရော့ဒါကားငါမှလူမှုရေးမရှိဘူးလို့မပြောနဲ့ဦးကျန်းပြင်ပေါ်ကပတ်စံတွေကကျမရဲ့အသုံးမကျမှုကိုနှောင်ပြောင်နေတယ်လို့ပဲဘေးကလူတွေကလည်းတီးတိုးပြောနေကြတယ်ကျမကတော့ကုန်းပြီးဖက်နှက်ကြိုးကိုပဲတေချာပြန်ချီနေလိုက်တယ်သူတို့နှစ်ယောက်ကကျမပတ်စံကောက်တော့မယ်ထင်ပြီးအောင်နိုင်သူပြုံးတွေနဲ့ကြည့်နေကြတာဒါပေမဲ့ကျမထွက်လိုက်ပြီးပတ်စံတွေကိုခြေထောက်နဲ့နင်းလိုက်တယ်လူမင်းဒီပတ်စံကိုနင်းဘာသာနင်းစေးကူးဖို့တင်ထားလိုက်ပါနင်းမျက်နာကိုကြည့်ရတာကပ်ပေးကြီးစိုက်တော့မဲ့ပုံပဲလို့ပြောပြီးကျမလှည့်ထွက်လာခဲ့တယ်ရှုကြောင်းကနေဘသူကိုဆဲနေတာလဲလို့အော်ဟစ်ကြံခဲ့တယ်ကျမအငှားကားပေါ်ရောက်တော့ဘိုက်ထဲကကလေးကိုလှမ်းမိလိုက်တယ်သားလေးတကယ်လို့သူမျက်နှာချက်ကပစ္စည်းတွေမရှိတော့တာတိသွားရင်ဘယ်လိုလုပ်မလဲကျမလက်ဖွားတွေမှာချွေးတွေဆိုနေတော့ပဲကလေးကအတိသွားရင်လည်းတိသွားရုံပဲပေါ့မေယာကွာရှင်းစာချုပ်လဲရပြီးပိုင်ဆိုင်မှုခွဲဝေတဲ့စာချုပ်လဲလက်မှတ်ထိုးပြီးစာရွက်ပေါ်မှာအမဲရောင်စာသားတွေနဲ့အတိအကျရှိနေတာပဲတယောက်ရဲ့ကိုယ်ပိုင်ပစ္စည်းကိုတယောက်ကဝင်မစွတ်ဖက်ရဘူးအဲ့ဒီရွှေတုံးတွေကမေကိုယ်တိုင်ယူလာတဲ့ကိုယ်ပိုင်ပစ္စည်းတွေလေဒါသူ့ဟာပါလို့တက်တေပြနိုင်မဲ့အထောက်အထားသူ့မှာရှိလို့လားနောက်ပြီးအဲ့ဒီပတ်စံတွေကတရားမဝင်လွှဲထားတာဆိုတော့သူရဲတိုင်ရဲပါမလားကျမဘိုက်ကိုပုတ်ပြီးပြုံးလိုက်မိတယ်ဟုတ်သားပဲသူဘာမှလုပ်လို့မရဘူးအခုအရေးကြီးဆုံးကထီသွားဝယ်ဖို့ပဲတားလေးညွှန်ကြားတဲ့အတိုင်းမြို့စုံကမထင်မရှားထီဆိုင်လေးတစ်ခုကိုရောက်လာခဲ့တယ်တထေးကွန်ပျူတာနဲ့ပဲထိုးပေးပါမဟုတ်ဘူးမေစက်နဲ့မထိုးနဲ့တားကနန်းတွေပြောမယ်တေချာမှတ်ထား390 29 26 30 3 8 3 4ကျမချက်ချင်းစကားပြင်ပြီးတထေးကိုပြောလိုက်တယ်သူထေး
sorry နော်ကျမကိုယ်တိုင်ရွေးပြီးထိုးချင်လို့ပါအဲ့ဒီထီလက်မှတ်လေးကိုကင်ထားရင်ရွှေတုံးအိတ်ထက်တောင်ပိုပြီးလေးလံတယ်လို့ခန်းစားလိုက်ရတယ်ရွမ်တန်း80ပါလားဒါလေးဒါတကယ်ပဲပေါက်ပါလား